ထမြောက်ရာခန်းကြီးဆိုင်ငံအပိုင်းငယ်1မှ19ထိမောရှေနှင့်ဣသရေလအမျိုးသားတို့သည်ထာဝရဘုရားအားတခြင်းဆိုသောစကားဟူမူကားထာဝရဘုရားသည်ဘုံပွင့်လှဲ့အောင်ပွဲခံတော်မူသည်ဖြစ်၍ကိုယ်တော်အားတခြင်းဆိုပါအပ်မြင်းနှင့်မြင်းစည်းသူရဲကိုပင်လယ်ထဲသို့လှဲချတော်မူပြီးထာဝရဘုရားသည်ငါအစွမ်းတတ်သည့်ငါတခြင်းဆိုကြောင်းငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ထိုဘုရားသည်ငါကိုးကွယ်သောဘုရားသခင်ဖြစ်တော်မူ၍ထောမနာပြုပါမည်ငါဘိုးဘေးတို့၏ဘုရားသခင်ဖြစ်တော်မူ၍ငါချီးမြှောက်ပါမည်ထာဝရဘုရားသည်စစ်သူရဲဖြစ်တော်မူ၏ထာဝရဘုရားတည်းဟူသောနာမတော်ရှိ၏ပါရောဘုရင်၏ယထာနှင့်ပုံချေတို့ကိုပင်လယ်ထဲသို့လှဲချတော်မူပြီးရွေသောပုံမင်းတို့သည်အေတုံပင်လယ်ထဲ၌မြုပ်လျက်ရှိကြ၏နက်စွာသောအရပ်၌ဖမ်းမိုးလျက်ရှိကြ၏ကြောက်ကဲ့သို့အောက်သို့ဆင်းကြ၏အိုထာဝရဘုရားလက်ရလက်တော်သည်တကူအားဖြင့်ဘုံကြီးတော်မူ၏အိုထာဝရဘုရားလက်ရလက်တော်သည်ရန်သူတို့ကိုချိုးဖဲ့ဖျက်ဆီးတော်မူ၏ကိုယ်တော်တစ်ဖက်၌ထသောသူတို့ကိုဘုံတကူအာနုဘော်တို့နှင့်လဲတော်မူ၏အမျက်တော်ကိုလှည့်၍သူတို့ကိုအဖိုက်ကဲ့သို့မီးလောင်စေတော်မူ၏နှာခေါင်းတော်အားလေအားဖြင့်ရေသည်စုဝေး၍စီးသောရေသည်ပုံပုတ်ကြွ၍ပင်လယ်၏အထင်း၌ပင်နက်သောရေသည်တောက်မာလျက်နေရ၏ရန်သူကငါလိုက်မည်သူတို့ကိုမှီလိမ့်မည်လူယူသောဥစ္စာကိုဝေ၍သူတို့၌ငါချင်ရဲပြေလိမ့်မည်တားကိုအိမ်မှထုတ်၍သူတို့ကိုငါလည်းနှင့်ဖြက်စီးမိဟုဆိုသည်ကိုယ်တော်သည်လေကိုမှုတ်တော်မူသည်ဖြင့်ပင်လယ်သည်သူတို့ကိုထွန်းမိုး၍သူတို့သည်အာကြီးသောရေထဲမှခဲကဲ့သို့ဆင်းကြလေ၏အိုထာဝရဘုရားဘုရားများတို့တွင်အပေမီသောဘုရားသည်ကိုယ်တော်နှင့်တူပါသည်တရှင်ချင်းအဖြစ်ဘုံကြီးတော်မူထသောချီးမွမ်းခြင်းကိုခံစဉ်တွင်ကြောက်ဖွယ်သောဖြစ်တော်မူထသောအံ့ဖွယ်သောအမှုတို့ကိုပြုတော်မူသောကိုယ်တော်နှင့်အပေဖျားတူပါသည်လက်ကြလက်တော်ကိုဆန့်တော်မူသည်ဖြင့်သူတို့ကိုမြင်မြုပ်လေ၏ရေကုတ်တော်မူသောလူမျိုးကိုကရုဏာတော်အားဖြင့်ပို့ဆောင်တော်မူ၏တရှင်သောနေတော်မူရာသို့တကိုးတော်အားဖြင့်လမ်းပြတော်မူ၏လူမျိုးတို့သည်တရင်ကြား၍ကြောက်လန့်ကြလိမ့်မည်ဘာလေတိနတပြည်သားပြည်သူပြည်သားတို့သည်ပူပန်ခြင်းသို့ရောက်ကြလိမ့်မည်အေဒုံပိုတို့သည်မိမောတူဝေခြင်းမောဘသူရဲတို့သည်တုန်လှုပ်ခြင်းခါနန်ပြည်သားအပေါင်းတို့သည်စိတ်ပြည့်ခြင်းသို့ရောက်ကြလိမ့်မည်အိုထာဝရဘုရားကိုယ်တော်၏လူတို့သည်လွန်တော်သောအခါရွေးတော်မူသောကိုယ်တော်၏လူတို့သည်လွန်တော်သောအခါထိုလူအမျိုးမျိုးတို့သည်ကြောက်သောစိတ်ထိတ်လန့်သောစိတ်အားကြီး၍လက်ယုံတော်တကူကြောင့်သူတို့သည်ကြောက်ကဲ့သို့ငြိမ်ငြိမ်နေကြလိမ့်မည်။အိုထာဝရဘုရားအမွေခံတော်မူရာတောင်တည်းဟူသောကျိန်းဝတ်တော်မူရာသို့ဖန်ဆင်းတော်မူသောအရတ်ထဲသို့ကိုယ်တော်၏လူတို့ကိုသွင်းတော်မူလိမ့်မည်။အိုထာဝရဘုရားလက်တော်နှင့်ဒီတော်မူသောတန်ရှင်းရာဌာနတော်၌နေရာချတော်မူလိမ့်မည်။အိုထာဝရဘုရားသည်ကာလအစဉ်အမြဲစိုးစံတော်မူသည်ဟုတခြင်းဆိုကြလေ၏အကြောင်းမူကားဖာရောဘုရင်၏မြင်းများယထာများမြင်းစည်းသူရဲများတို့သည်ပင်လယ်ထဲသို့ဝင်၍ထာဝရဘုရားသည်သူတို့အပေါ်မှပင်လယ်ရီကိုလွှမ်းမိုးစေတော်မူ၏ဤသည်လအမျိုးသားတို့မူကားပင်လယ်အလယ်၌မြေပေါ်မှရှောက်သွားကြ၏